အိမ်ပေါ်ဆင်းလာတဲ့ကျော်ကြီးဟာသူအမြဲကူညီပေးနေတဲ့လမ်းဘေးကသားမီးမြောက်ပေါ်ကိုလူတယောက်ကအနိုင်ကျင့်နေတောင်မြင်သွားပါတယ်။ကျော်ကြီးလည်းအမြန်ပြေးသွားခဲ့ပါတယ်။ Hey, မင်းဘာလို့အလိုလုံးနေရလဲကွာ ဘာလဲငါဟာငါလုပ်ချင်တာလုပ်မှာပေါ့ ကျော်ကြီးလည်းစိတ်တော်ပြီးတော့ရှယ်တီးပါတော့တယ်။အဲ့ဒီအချိန်မှာပဲလူနှစ်ယောက်ကပါတီပလန်နာကနေဆင်းလာခဲ့ပါတယ်။ဒီနောက်သူ့ရဲ့အဖွဲ့သားအတီးခံနေရတာမြင်ပြီးကျော်ကြီးစီကိုသွားလိုက်ပါတယ်။ ဆရာကျွန်တော်ဒီကောင်ရှိုင်းနေပါကြည့်ရပေးပါနော် boss ကသူ့ကိုပဲထပ်ပြီးတော့ရလိုက်ပါတယ် မင်းတို့ရောကြောင်းမှန်လိုက်စမ်း ဘာလဲဟာ boss ရဲ့တပည့်ကလည်းတောင်းပန်လိုက်ပါတယ် ကောင်းလေမင်းတော်မိုက်ပုံမယ်အားရရဲ့ဖွဲ့တယ်ဝိမလာပတ်စံမင်းများပေးမယ် Tequila ဝင်းမလီ အေးတောက်ဆိုတွန်းကြရအောင် ဒီလိုနဲ့ကားပေါ်တက်သွားကြပြီးအဲ့ဒီကနေသူတို့တွေထွက်သွားခဲ့ကြပါတယ်နောက်တစ်နေ့မှာတော့ကျော်ကြီးကိုမြို့ထဲခေါ်သွားပြီးကျော်ကြီးအလက်လွတ်ပေးရမယ်ဆိုပြီးပြောလိုက်ပါတယ် ဘာလို့လဲကြ အေးနာတို့ကောက်ွယ်ပေးထားတဲ့ဆိုင်တွေကနေပတ်စံလိုက်တောင်းရမယ်ကွာ ကျော်ကြီးလည်းလက်ခံလိုက်ပြီးထွက်သွားပါတယ် အမကြီးကျွန်တော်တို့ပြီးဆက်ရှိရပေးလို့ရပြီနော် ဆိုင်ရှင်လည်းပေးလိုက်ပါတယ်ကျော်ကြီးလည်းပေါ့စီပြန်သွားလိုက်ပြီးပေးလိုက်ပါတယ်ဒီလိုနဲ့နောက်ထပ်နေအောင်သွားလိုက်ပါတယ် အကူကြီးကာကွယ်ပြီးခါလေးပေးဖို့ချေရပြီနော် ဒီလိုနဲ့ဆိုင်ရှင်ကပေးလိုက်ပါတယ်ကျော်ကြီးလည်းနောက်တစ်နေအောင်ထပ်သွားပါတယ်ဦးချိုကမရှိဘူးလို့ပြောပါတယ်ကျော်ကြီးလည်းစိတ်တော်ပြီးတီးပါတော့တယ်ဦးလေးကြီးကကြောက်တာနဲ့ထုတ်ပေးလိုက်ပါတယ်ဒီလိုနဲ့ဘော့စီကိုပြန်ပေးလိုက်ပါတယ် နေအရှမ်းတော်တယ်အားတို့အလုံးနောက်တစ်ခုရှိသေးရဲ့ ဘော့တစ်ဖက်ကအထုပ်ကြီးပေးလိုက်ပါတယ်အဲ့ဒါအောင်မင်းတရားအောက်ကိုပို့ပေးရမယ်ကျော်ကြီးလည်းလက်ခံလိုက်ပြီးထွက်သွားပါတယ်တရားအောက်မှာတော့လူငယ်တွေရှိနေပါတယ်ဒီလိုနဲ့ကျော်ကြီးကအိတ်ကိုပေးလိုက်ပြီးပတ်စံတွေနဲ့ပြန်သွားပါတယ်ဒီလိုနဲ့ပဲ bad file လေးပြီးသွားပါတယ်ရှင်